အဓိကတော့ဒီ wine နဲ့ပတ်သက်ပြီးတော့ wine ကျွမ်းကျင်သူတွေကိုကျွန်တော်တို့ပို့ပြီးတော့ပေါ်ထွန်းစေချင်တယ်။ခြားနိုင်ငံမှာတော့ဒါအလုပ်ကိုင်ခွင့်လန်းတစ်ခုအနေနဲ့လုပ်ကိုင်ကြတဲ့လူတွေရှိတယ်။တကယ်လဲဒါကမ္ဘာလုံးတိုင်းနဲ့အရန်ခွင့်လန်းကောင်းတဲ့အလုပ်ကိုင်ခွင့်လန်းတစ်ခုပါ။ ဟုတ်ကဲ့မြန်မာဝိုင်းလောကအတွက်ကိုအထင်ကြီးအကြီးမားဆုံးပြိုင်ပွဲတစ်ခုဖြစ်လာမှာတော့အသေးကြပါပဲခင်ဗျဒီမြန်မာ Sommelier Competition 2026ကပေါ့เนาะကျွန်တော်တို့လွန်ခဲ့တဲ့ဒီတစ်နှစ်လောက်တည်းကပြိုင်ဖို့ကျွန်တော်တို့စီစဉ်ထားတာပါပြီးတော့ကျွန်တော်တို့ဒီနိုင်ငံလည်းမဟုတ်ဘဲနဲ့ဒေတာတွင်းပေါ့เนาะအရှိတောင်ချနိုင်ငံတွေနဲ့ချိတ်ဆက်ပြီးတော့လည်းကျွန်တော်တို့ဒီပြိုင်ပွဲလေးကျင်းပစေချင်တယ်ဆိုပြီးတော့ကျွန်တော်တို့တိုက်တွန်းလုပ်ထားတာလည်းအနေငယ်ကြားခဲ့ပြီပေါ့เนาะအခုချိန်ကြမှာပဲကျွန်တော်တို့စပြီးတော့ဒီပြိုင်ပွဲလေးကိုဖန်တီးဖို့အခွင့်အလမ်းလေးတာလာလို့ကျွန်တော်တို့ဒီ2025ဒီနေ့12ရက်နေ့နိုဝင်ဘာမှာသတင်းစာမိတ်ဆက်ပွဲကျွန်တော်တို့စပြီးတော့လုပ်ပါတယ်တကယ် final ပြိုင်ပွဲကတော့2026 January 29မှာတကယ် final ပြိုင်ပွဲကတော့လာမှာပေါ့နော်ဒီပြိုင်ပွဲကကျွန်တော်တို့ဒီမြန်မာပြည်ရဲ့ပထမဦးဆုံးအကြိမ်ပြိုင်ပွဲပါဆိုတော့ပထမဦးဆုံးအကြိမ်ဆိုတော့ကျွန်တော်တို့မှာပြီးခဲ့တဲ့နှစ်ကပြိုင်ခဲ့မှုတဲ့အတွေ့အကြုံတော့မရှိခဲ့ဘူးပေါ့နော်ဒါပထမဆုံးအကြိမ်ပြိုင်ပွဲပါပထမတစ်ချက်အနေနဲ့ရွေးချယ်မှုပိုင်းပေါ့နော်ကျွန်တော်တို့ဒီနေ့ကနေစပြီးတော့ကျွန်တော်တို့ဒီပြိုင်ပွဲဝင်မဲ့ contestant တွေကိုကျွန်တော်တို့enrollment လုပ်လို့ရတာလေးကျွန်တော်လုပ်ထားပြီးတာရှိတယ် QR code တွေလည်းကျွန်တော်ထုတ်ထားပြီးတယ်ဆိုတော့အဲ့ဒီပထမဆုံးရွေးချယ်ထားတဲ့ရှောက်တဲ့လူတွေအကုန်လုံးတွေကနေပြီးတော့မှကျွန်တော်25ရက်နေ့လူမှန်25ရက်နေ့ကြာရင်ကျွန်တော်တို့ပြန်ပြီးတော့လူတွေစာတွေပြီးရင် interview တွေထိုင်ပြီးတော့ကျွန်တော်15ရောက်ထည့်ယူမယ်ရွေးထားတဲ့15ရောက်ထဲကိုမှကျွန်တော်တို့သူတို့တီးဖို့လိုအပ်တဲ့ကျွန်တော် intensive training ပေါ့နော်အဲ့ဒါလေးကျွန်တော်ထပ်ပေးမယ်အဲ့ဒါတွေအကုန်လုံးပြီးသွားပြီဆိုမှကျွန်တော်တို့ပြိုင်ပွဲတကယ်29ရက်နေ့ January 29ရက်နေ့မှာပြိုင်ပွဲဖြစ်သွားမှာဆိုတော့ပြိုင်ပွဲကကျွန်တော်တို့ကပထမဆုံးလုပ်တယ်ဆိုရင်လည်းနိုင်ငံတကာအဆင့်အတန်းမှီအောင်ကျွန်တော်ယူရထားတယ်ဆိုတော့နိုင်ငံခြားကနေပြီးတော့ကျွန်တော်တို့ဝိုင်ကျွမ်းကျင်တဲ့ပညာရှင်တွေပါတယ်ပြီးရင်ဝိုင်ထုတ်လုပ်တဲ့နိုင်ငံခြားဝိုင်ထုတ်လုပ်သူတွေပါမယ်ပြီးရင်ဒီပြည်တွင်းမှာရှိတဲ့ဝိုင်ကျွမ်းကျင်သူတွေနဲ့အကုန်လုံးစုပေါင်းပြီးတော့ဒါအမှတ်ပေးတိုင်လူကြီးဖိတ်ထားတာရှိပါတယ်ဆိုတော့ဒီပြိုင်ပွဲရဲ့အဓိကရွယ်ချက်လို့လည်းပြောလို့ရပါတော့အဓိကတော့ဒီဝိုင်နဲ့ပတ်သက်ပြီးတော့ဝိုင်ကျွမ်းကျင်သူတွေကိုကျွန်တော်တို့ပို့ပြီးတော့ပေါ်ထွန်းစေချင်တယ်ခြားနိုင်ငံမှာတော့ဒါအလုပ်ကိုင်ခွင့်လန်းတစ်ခုအနေနဲ့လုပ်ကိုင်ကြတဲ့လူတွေရှိတယ်တကယ်လဲဒါကမ္ဘာလုံးတိုင်းနဲ့အရန်ခွင့်လန်းကောင်းတဲ့အလုပ်ကိုင်ခွင့်လန်းတစ်ခုပါဆိုမြန်မာနိုင်ငံမှာအဲ့လိုမျိုးအလုပ်ကိုင်ခွင့်လန်းတွေကိုကျွန်တော်ပို့ပြီးတော့ position နဲ့နောက်ပြီးဒီမှာရှိနေတဲ့လူငယ်တွေညီမတွေဒီအလုပ်ကိုင်ခွင့်လန်းတစ်ခုနဲ့ရှားနိုင်ငံခြားမှာပဲဖြစ်ဖြစ်ပြည်တွင်းမှာပဲဖြစ်ဖြစ်အလုပ်ကိုင်လုပ်လို့ရစေချင်တယ်ပေါ့ဆိုတော့ပြိုင်ပွဲမှာတကယ်လို့ကျွန်တော်တို့စုရရှိသွားတဲ့လူချန်ပီယံဖြစ်လာတဲ့လူဆိုရင်ကျွန်တော်တို့အခွင့်အလမ်းအနေနဲ့အလုပ်ကိုင်ခွင့်လန်းတွေပို့ပေါ်လာတယ်ဒါတစ်ချက်ပေါ့နော်ပြီးရင်နောက်နိုင်ငံတကာနဲ့ရှင်ပြီးတော့ကျွန်တော်တို့ပြိုင်ပွဲတွေရှိတယ်ကျွန်တော်တို့ဒါဖိတ်ထားရည်လည်းရှိတယ်ဆိုတော့နောက်ဒီနိုင်ငံတကာပြိုင်ပွဲတွေမှာပါဝင်ပြီးတော့ရှင်ပြိုင်နိုင်တဲ့အခွင့်အလမ်းပေါ့နော်အဲ့ဒါတွေပေါ်လာမယ်လို့ကျွန်တော်ဆိုတော့ပြိုင်ပွဲကာလတစ်လျှောက်လုံးမှာကျွန်တော်တို့ဒါပထမဦးဆုံးဒီစာတွေလူတွေစစ်ထမ်းပါတယ်ကျွန်တော်တို့ကတော်တော်လေးကိုတည်ရှာစစ်နဲ့ကျွန်တော်သွားမှာတကယ်လို့ထားပါတော့ကျွန်တော်တို့အယောက်100လာလျှောက်ခဲ့တယ်ဆိုရင်တော့မှနောက်ဆုံးကျွန်တော်တို့ရွေးသွားမှာဒီ15ယောက်ပဲဖြစ်တဲ့အတွက်ပြိုင်ဆိုင်မှုအရန်ပြင်းထန်တဲ့ပြိုင်ပွဲတစ်ခုလို့ပြောလို့ရတယ်ပြီးရင်အဲ့ဒီရွေးချယ်ထားတဲ့15ယောက်ကိုကျွန်တော်တို့ကသူတို့လိုအပ်တဲ့ဘူးသူတွေပြိုင်ပွဲမှာကြုံတွေ့ရမယ့် challenge တွေအကုန်လုံးကိုအဆင်သင့်ဖြစ်အောင်ကျွန်တော် training ထပ်ပေးအောင်ပါအဲ့ဒါလည်းအချိန်1လခွဲ2လလောက်ကျွန်တော်အချိန်ယူပြီးတော့အသေးချာကိုပြင်ဆင်ပေးမှာပေါ့နော်ဆိုတော့အဲ့15ယောက်ကကျွန်တော်ပြိုင်ပွဲလေးကိုရောက်လာတဲ့အချိန်ကြလို့ရှိရင်ခုနလိုမျိုးရေးဖြေနှုတ်ဖြေပြီးရင်ဝိုင်ကိုကျွန်တော်တို့ blind tasting လုပ်ရမယ်ဆိုအဲ့ဒီမှာရင်တော်တော်လေးကိုဒါအရန် challenge ဖြစ်သွားမယ်အဲ့ဒီထက်မှာကျွန်တော်တို့3ယောက်ကိုပဲကျွန်တော်တို့ရွေးမှာအကောင်းဆုံး3ယောက်ပေါ့ဒီအကောင်းဆုံး3ယောက်ရွေးပြီးသွားရင်အဲ့ဒီ3ယောက်ကိုကျွန်တော်တို့ကဒီ stage စင်ပေါ်မှာတင်ပြီးတော့တကယ်ဒီအပြင်မှာ service ပေးရတဲ့ဟာတွေအကုန်လုံးကျွန်တော်တို့မေးမှာအဲ့ဆိုတော့ဘယ်လိုမျိုး challenge တွေရှိမလဲဆိုရင်တော့အရန်စိတ်ဝင်စားဖို့ကောင်းပါတယ်ပြီးတော့ကျွန်တော်တို့ဒီပြိုင်ပွဲရဲ့သဘောတရားလေသူတို့ရဲ့ knowledge ကို test လုပ်ရင်စစ်တာတွေမဟုတ်တော့ဘဲနဲ့သူတို့ရဲ့ seamanship ပြီးရင်သူတို့ရဲ့ personality အဲ့ဒါတွေအကုန်လုံးကိုလူထုဒီပြည်သက်ရှိမှရှာပြတာဖြစ်တဲ့အတွက် challenge တော့နည်းနည်းရှိတယ်ဒါပေမဲ့အရန်လည်းပျော်ဖို့ကောင်းပါတယ်ဟုတ်ကဲ့မြန်မာဝိုင်းလောကအတွက်ကိုအထင်ကြီးအကြီးမားဆုံးပြိုင်ပွဲတစ်ခုဖြစ်လာမှာတော့အသေးကြပါပဲခင်ဗျပြီးတော့ပထမဦးဆုံးအကြိမ်ပြိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့လဲအားလုံးကအရန်ကို excitement နဲ့ပေါ့နော်တက်ကြွနဲ့ပါဝင်စေချင်ပါတယ်ဒီပြိုင်ပွဲကိုစပြီးတော့ကျွန်တော်တို့လုပ်ဖို့ပြင်ဆင်တဲ့အချိန်မှာအရန်ကိုအရေးကြီးတဲ့အခန်းကဏ္ဍအနေနဲ့ကကြတော့ဒါမြန်မာဝိုင်း producer တွေပေါ့နော်အရန်ကိုအရေးကြီးတဲ့အခန်းကဏ္ဍအနေနဲ့သူတို့ပါဝင်ခဲ့ပါတယ်သူတို့ရဲ့ထောက်ပံ့မှုမပါဘဲနဲ့ကျွန်တော်တို့ကဒီပြိုင်ပွဲကိုစပြီးတော့စီစဉ်ဖို့ကျွန်တော်တို့ဘယ်လိုမှဖြစ်လာနိုင်ကြအကြောင်းမရှိပါဘူးပေါ့နော်ဒီလက်ရှိ2026ကျွန်တော်တို့စီစဉ်ထားတဲ့ပြိုင်ပွဲအတွက်ကိုတော့
အဓိက main sponsor အနေနဲ့ကျွန်တော်တို့ sponsor ပေးတာတော့ Red Mountain Estate ပေါ့နော်ဒီမြန်မာပြည်မှာရှိနေတဲ့ winery တွေတွေကအကောင်းဆုံး winery တွေကတစ်ခုပေါ့နော်ဒီ Red Mountain Estate က main sponsor အနေနဲ့ကျွန်တော်တို့ပေးထားပါတယ်ခုနကမေးတဲ့မေးခွန်းထဲမှာပါတဲ့အတိုင်းမြန်မာ wine တွေက international မှာ wine တွေနဲ့ရှင်ပြိုင်လို့ရှိရင်လက်ရှိအနေအထားအရဆိုလို့ရှိရင်တော့နိုင်ငံတကာအတိအမှတ်ပြုအစင်တန်းတတ်မှတ်ချက်စုတစိတ်တွေလည်းအများကြီးရရှိထားပါတယ်မြန်မာ wine တွေအနေနဲ့လေနော်ဟုတ်ကဲ့ပါပြိုင်ပွဲဝင်ပြိုင်မဲ့ contestant တွေအတွက်ကိုကျွန်တော်တို့လွယ်ကူအောင်ပေါ့နော်ကျွန်တော် QR code ကလေးလုပ်ထားပေးတာရှိတယ်ပြီးရင်ကျွန်တော်တို့ဒီမြန်မာ Sommelier Association Facebook page ကနေပြီးတော့ကျွန်တော်တို့ QR code ရဲ့ link ပေါ့နော် Google Form link နဲ့ကျွန်တော်တို့ရှာပေးထားပါတယ်ဒီနေ့ကစပြီးတော့ကျွန်တော်တို့ enrollment လုပ်လို့ရတယ်ကျွန်တော်တို့10ရက်အချိန်ပေးထားတယ်ဆိုတော့ဒီနေ့12ရက်နေ့ကနေပြီးတော့22ရက်နေ့အထိ10ရက်အတွင်းမှာစိတ်ဝင်စားတဲ့လူတွေအကုန်လုံးလျှောက်လို့ရတယ်ကန့်သတ်ချက်မရှိဘူးbackground အနေနဲ့ hotel မှာလုပ်သည်ဖြစ်စေစားအုပ်ဆိုင်မှာလုပ်သည်ဖြစ်စေ winery မှာလုပ်တယ် wine company မှာလုပ်တယ်ကန့်သတ်ချက်မရှိဘူးဒါပေမဲ့ကန့်သတ်ချက်တစ်ခုကကျွန်တော်တို့ legal age ပေါ့နော်ကျွန်တော် session နှစ်အထက်တော့ဖြစ်ရမယ်အဲဒီတစ်ခုတော့ရှိတယ်ကြံတဲ့ကန့်သတ်ချက်တော့မရှိဘူးစိတ်ဝင်စားတဲ့လူတိုင်းလျှောက်လို့ရတယ်ဒါပေမဲ့သူ့ရဲ့အရေးရှင်းပေါ်မူတည်ပြီးတော့15ရောက်ထဲပါသွားရဆိုတော့ဒါသူနောက်တစ်ဆင့်တက်သွားလို့ကျွန်တော်ပြောလို့ရတာနောက်ဆုံးအနေနဲ့ဒီပြိုင်ပွဲမှာဆုရရှိမဲ့ပြိုင်ပွဲရဲ့နောက်ဆုံးဆင့်ကိုတက်သွားမဲ့ကလေးတွေကတော့ဒီနိုင်ငံတကာပြိုင်ပွဲတွေမှာရှင်ပြိုင်ဖို့အတွက်သူတို့မှာအခွင့်အလမ်းအများကြီးရှိမယ်ပေါ့နော်။နောက်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမြန်မာ Sommelier Association ရဲ့အတိအမှတ်ပြု certify ဒီ Sommelier တွေလည်းဖြစ်လာနိုင်တဲ့အခွင့်အလမ်းတွေလည်းသူတို့မှာရှိပါတယ်။ဒီပြိုင်ပွဲကကျွန်တော်တို့ကဒီ12ရက်နေ့ဒီနေ့မှာကျွန်တော်တို့ကဒီသတင်းစာရှင်းလင်းပွဲကိုစပြီးတော့တကယ်တမ်းပြိုင်မဲ့ချိန်က29ရက်နေ့မှာပြိုင်ပါဆိုတော့ဂျားကာလာမှာကျွန်တော်ကစီစဉ်ချိန်လေးတွေလည်းရှိသေးတော့တခြား detail သူတို့ဘာစုတစိတ်ပေးမယ်ဆိုတော့ကျွန်တော်တို့ဘက်ကတော့မဆုံးဖြတ်ပါဘူး။ဒီပြိုင်ပွဲကလေခက်ခဲတယ်လို့တော့ကျွန်တော်တို့ကသုံးသပ်တယ်အရန်ကြီးကိုလည်း challenge တော့ရှိပါတယ်ဒါပေမဲ့ဝင်ပြိုင်မဲ့ညီငယ်ညီမငယ်တွေကျွန်တော်တို့ ਨੇ ဒီ F&B industry ထဲမှာရှိနေတဲ့ညီငယ်တွေညီမငယ်တွေကိုကျွန်တော်တို့ကဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့မကြောက်ရွံ့စေချင်ဘူးဒါကျွန်တော်တို့မြန်မာပြည်မှာပထမဦးဆုံးအကြိမ်လုပ်တဲ့ပြိုင်ပွဲဖြစ်တဲ့ကြောင့်မလို့အားလုံးကိုလည်းလှိုက်လှိုက်လေးနဲ့ပါဝင်စေချင်တယ်ကျွန်တော်တို့ကုန်ထိုက်ကလည်းဒီပြိုင်ပွဲရဲ့နောက်ဆုံး final day မှာ international standard နဲ့အညီဒီကလေးတွေကိုပြိုင်ခိုင်းမှာဖြစ်တဲ့ကြောင့်မလို့ဒီစင်ဘောကိုကျွန်တော်တို့ကိုထိုက်ကလည်းတည်တည်ချာချာမတင်ပေးဘဲနဲ့စင်ဘောကိုကျွန်တော်တို့ကကလေးတွေကိုမတက်ခိုင်းပါဘူး15ရောက် final 15ရောက်ထဲမှာပါပြီးသားကလေးတွေကိုကျွန်တော်တို့ကစာတင်ပေးတဲ့အပြင်မှာပြိုင်ပွဲကို ready ဖြစ်အောင်အနီးကပ်တင်တန်း6ရက်တဲ့ပုံရင်လည်းပို့သွားနိုင်တယ်လိုအပ်လာလို့ရှိရင်လည်းဒီ online class တွေကျွန်တော်တို့ကတလောက်ခွဲလောက်တွင်မှာစနစ်တကျကျွန်တော်တို့ကအချိန်ပေးပြီးတော့ကလေးတွေကိုတင် जा ပေးပြီးတော့နောက်ဆုံးအနေနဲ့ဒီစင်ဘောမှာအများရဲ့ရှေ့မှာနိုင်ငံတကာဒီအကဲဖြတ်တဲ့ဒိုင်လူကြီးတွေရဲ့ရှေ့မှာပြန်ခိုင်းမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဝင်ပြိုင်မဲ့တက်တိရှိလို့ရှိရင်ဝင်ပြိုင်ခြင်းနဲ့အတွေ့အကြုံလေးလည်းလိုချင်တယ်ဒီ wine နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုရှိတယ်ဆိုလို့ရှိရင်ယောက်ျားလေးပဲဖြစ်ဖြစ်စေမိန်းကလေးပဲဖြစ်ဖြစ်စေဝင်ပြိုင်လို့ရပါတယ်လို့ဒါကျွန်တော်အနေနဲ့ညီငယ်ညီမငယ်တို့ဒါလက်လိုက်လေးဝင်ပြိုင်ဖို့တိုက်တွန်းချင်ပါတယ်ဟုတ်နော်ဟုတ်တစ်ဖက်ကကြတော့လေကျွန်တော်တို့ပွဲတွေလုပ်ပြီးဆိုလို့ရှိရင်ကိုရီဒီအဖွဲ့အစည်းတစ်ခုအနေနဲ့ပဲလုပ်လို့မရဘူးပေါ့နော်ကျွန်တော် partnership တွေလုပ်တယ် sponsorship တွေလုပ်တယ်ဆိုတော့ဒီလိုပွဲဖြစ်မြောက်အောင်ဖက်ကနေပြီး1ကူညီပေးတဲ့ partnership sponsorship ဖွဲ့စည်းတွေကုန်လုံးလည်းကျေးဇူးတင်တဲ့အကြောင်းပြောချင်တယ်။နောက်ပြီးလို့ချင်းဒီအခွင့်အရေးရလေကျွန်တော်တို့လည်းအကြာကြီးစောင့်ခဲ့ရတယ်ဒီမျိုးပွဲလေးတစ်ခုဖြစ်ဖို့ပေါ့နော်။ဆိုဒီကြားထဲမှာကျွန်တော်တို့ဒါဝိုင်းဝန်းစူးစမ်းပြီးတော့ဒီပွဲကိုဖြစ်မြောက်အောင်လုပ်တဲ့အတွက်ပါဝင်စေချင်တယ်။တွေးကြုံတစ်ခုလည်းရတယ်ဒါမှမဟုတ်ကိုဘဝရဲ့ career တစ်ခုဒီအလုပ်ခံခွင့်လန်းတစ်ခုအနေနဲ့လည်းလမ်းကြောင်းဖွင့်သွားနိုင်တယ်။ပြီးရင်ကိုကပထမဦးဆုံးလုပ်တဲ့ပွဲဖြစ်တဲ့အတွက်ရှေ့ဆောင်လမ်းပြလည်းဖြစ်နိုင်တဲ့အတွက်နော်။တတ်နိုင်သမျှပါဝင်စေချင်တယ်ပြိုင်စေချင်တယ်